မင်းတို့ကြိုးစားနော်ကြိုးစားကြကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်လူကြီးတွေဆုံးမလာကြားဖို့ပါတယ်ဒါပေမဲ့ငါတို့တော့ကဒီလိုချိန်နေရောက်လာဖို့ဘယ်လိုမျိုးကလင်ကကြကြခဲ့ရတယ်ဘယ်သူ့ကိုတွားကတ်ရတယ်ဘယ်လိုလုပ်ရတယ်ဆိုတော့ that side တွေကိုဘူးမှမပြောဘူးကောင်းလို့ရလေးတွေပဲထုံနှုတ်ပြီးပြောတာငါဘယ်လိုကြိုးစားတာဘာညာတကယ်အောင်မြင်တဲ့လူတွေရဲ့နောက်မှာရိုးရိုးတာမန်ဆိုတဲ့ဖြစ်စဉ်ကမရှိဘူးရှားတယ်တစ်ခုမဟုတ်တစ်ခုနှစ်ခုသုံးခုအများကြီးပါပဲနောက်မှာအများကြီးရှိတယ်ဟိုကတ်ဒီကတ်ဟိုကလင်ကြစ်ဒီကလင်ကြစ်အောင်မြင်တဲ့လူဆိုပြီးတော့သူတို့တွေစီးပွားရေးလုံနိုင်ကိုင်းနိုင်တဲ့အများကြီးပဲရှာနိုင်ဖွေနိုင်တယ်ဆိုတာတာမန်ဘဝကနေပြီးတော့တာမန်လေးလှုပ်လာလို့ဖြစ်เสียလားဗမာကားတဲ့အဲ့လိုမျိုးမှမဟုတ်တာတကယ်လက်တွေ့ဘဝမှာကပါလေးကလင်ကြစ်ကြတာလူအများပေါ်မှာဘယ်လိုလေးပါလေးကလင်ကြစ်ကြရမလဲဆိုတာပို့ပြီးချမ်းသာနေပို့ပြီးလှုပ်တွေအများကြီးလှုပ်လေလူတွေကိုဘယ်လိုကလင်လေးကြရမလဲဆိုတာကိုပိုသိတယ်ပဲအဲ့ဒါတွေမပြောဘူးနော်ငါတို့လူငယ်တွေကိုအဲ့လူကြီးတွေကအဲ့ဒါလိုကလင်ကြစ်ကြရတဲ့ဟာတွေကလင်ကြစ်ကြခဲ့တဲ့ဟာတွေဟိုကတ်ဒီကတ်နဲ့ရွှေ့တဲ့အကွက်တွေမပြောဘူးဒါဆိုရင်ဒီကောင်တွေကလူပဲကြီးသွားတာအသက်ပဲကြီးသွားတာအမှန်တရားကိုသူတို့ကကြိုက်ပြီးတော့ကြီးလာတာမဟုတ်အဲ့လူတွေရှင်းလဲဘယ်တော့မှအမှန်တရားမှမပြောလဲနဲ့ပြောမှာမဟုတ်ဘာလို့ဆိုမျက်နှာဖုံးတွေကမျိုးစုံသူတို့ကတုံးတက်သွားပြီအဲ့တော့ဒုလူငယ်တွေကအဲ့လူကြီးတွေပြောတိုင်းမယုံနဲ့ဘာလို့ဒီဘဲတွေကကောင်းလို့ရရပဲထုတ်ပြောတာလေအမှန်တရားကိုမပြောဟောသူတို့ကိုယ်တိုင်လည်းအမှန်တရားကိုမရင်ဆိုင်နိုင်အဲ့တော့ငါတို့လူငယ်တွေအခုဒီအသက်အရွယ်တွေကနေစပြီးတော့ကိုလုတ်ခဲ့တဲ့ဟာတွေအားလုံးမှတ်ထားနောက်တစ်ချိန်မှာမင်းတို့ငါတို့ကမဟုတ်တာလုတ်ခဲ့ရင်လည်းပြောရရမယ်ဟုတ်တာလုတ်ခဲ့ရင်လည်းခေါင်းမော့ရင်ကောနဲ့ပြောရရမယ်အဲ့တော့မှအခုမင်းတို့ငါတို့ပြောနေတဲ့လူကြီးတွေရဲ့အချိုးတွေနဲ့မတူတဲ့ဟာတွေကိုငါတို့ကရှောက်လန်းနိုင်မှာပေါ့တချို့တော့လူတွေကတော့အခုပြောတဲ့ဟာကိုတော့ကြိုက်ချင်မှကြိုက်လိမ့်မယ်မကြိုက်လည်းမတတ်နိုင်ဘူးအမှန်တရားပဲ Okay love you guys